ပရိသတ်များအားလုံးပဲမင်္ဂလာပါမမရဒေးလလအစီအစဉ်မှာကြိုဆိုလိုက်ပါတယ်မင်္ဂလာပါစုပြေမင်္ဂလာပါကျော်စောရေဒီနေ့ကျွန်တော်ရဲ့မမရဒေးလလအစီအစဉ်လေးနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေသိရှိသွားအောင်လို့စုပြေကနေပြီးတော့မှရှင်းပြပေးပါဦးခင်ဗျဟုတ်ကဲ့ပါရှင်ဒီစီစဉ်လေးကတော့လူတယောက်မိသားစုတစုအဖွဲ့အစည်းတစ်ခုစီမှာပဲမမရဖြစ်စရာနေထူးနည်းမြတ်လေးရှိတတ်ကြပါတယ်ဟုတ်ပါတယ်မွေးနေ့မင်္ဂလာဆောင်တဲ့နေ့ရီမန်းချက်တွေအောင်မြင်တဲ့နေ့စားတဲ့နေထူးနည်းမြတ်လေးတွေပဲဖြစ်ပါတယ်လူမျိုးနည်းရဲ့လေးတွေကိုမမရနေပြီးတော့မှမမထင်ထင်ဖြစ်အောင်လို့တင်ဆက်ပေးနေကျွန်တော်တို့ရဲ့စီစဉ်လေးကတော့မမရဒေးလလကျော်စောရေဒီကနေ့မမရဒေးလလအစီအစဉ်မှာပဲပထမဦးဆုံးအနေနဲ့ကြားရောက်လာတဲ့မွေးနေ့ရှင်လေးတင်ဆက်ပေးပါအောင်နော်ဒီနေ့ကျွန်တော်တို့ရဲ့ February လ9ရက်နေ့မှာပထမဦးဆုံးအနေနဲ့ကြားရောက်လာတဲ့မွေးနေ့ရှင်လေးကတော့မွေးနေ့ရှင်ကိုအောင်ကိုရဲ့မွေးနေ့ရက်မြတ်မင်္ဂလာလေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်မွေးနေ့ရှင်ကိုအောင်ကိုအတွက်ဘသူတွေကမြတ်ဘလိုမျိုးတောင်းစုလေးတို့မင်္ဂလာရှိစွာနဲ့တောင်းချပေးထားလဲဆိုတာကျော်စောပဲတင်ဆက်ပေးလိုက်ပါအောင်နော်ဟုတ်ကဲ့ပါအခုပဲမွေးနေ့ရှင်ကိုအောင်ကိုအတွက်အခုပဲမင်္ဂလာရှိစွာနဲ့တင်ဆက်ပေးလိုက်ပါပြီနော်ဒီနေ့မှာပဲကြောက်လာတဲ့မွေးနေ့ရှင်ကိုအောင်ကိုရဲ့မွေးနေ့ရက်မြတ်မင်္ဂလာလေးကနေစတင်ပြီးတော့နှစ်တရာမကားချမ်းသာချမ်းသာလမ်းဖြနိုင်ပါစေလို့မက်ခိုင်ရီကနေပြီးတော့မှအကိုအတွက်မွေးနေ့ဆုမွန်အောင်တောင်းဝေးထားပဲဖြစ်ပါတယ်ခင်ဗျ Happy birthday ပါအကိုကြီးမွေးနေ့ရက်မြတ်လေးမှာပျော်ရွှင်နိုင်ပါစေနော်စုပြေဒီနေ့ကျွန်တော် February လ9ရက်နေ့အတွက်ပထမအဆုံးအနေနဲ့မွေးနေ့ရှင်လေးကိုမွေးနေ့ဆုမွန်ကောင်းလေးတောင်းချပေးသွားပြီဆိုတော့စုပြေအောင်ဒီတစ်ခါမှာဘယ်လိုမျိုးမွေးနေ့ရှင်အတွက်ဘယ်လိုမျိုးဆုမွန်ကောင်းလေးတောင်းချပေးထားမလဲဆိုတော့ပရိသတ်တွေသိရှိတောင်းလို့စုပြေပြောပြပေးပါဦးခင်ဗျဟုတ်ကဲ့ပါရှင်ဒီကနေ့ February လ9ရက်နေ့မှာပဲကြားရောက်လာတဲ့မတ်စုံတပ်ဖူရဲ့22နှစ်ပြည့်မွေးနေ့မင်္ဂလာလို့မင်္ဂလာရှိစွာနဲ့တင်ဆက်ပေးကြပါရစေဟုတ်ကဲ့ပါအမရဲ့22နှစ်ပြည့်မွေးနေ့မင်္ဂလာအတွက်ပေါ့နော်ဘယ်သူတွေကများဘယ်လိုမျိုးမင်္ဂလာရှိစွာနဲ့ဆုမွန်ကောင်းလေးတောင်းချပေးထားလဲဆိုတော့စုပြေအခုပဲတင်ဆက်ပေးပါအောင်နော်ဟုတ်ကဲ့ပါရှင်အခုပဲမင်္ဂလာရှိစွာနဲ့တင်ဆက်ပေးလိုက်ပါပြီနော်ဒီကနေ့ February လ9ရက်နေ့မှာပဲကြားရောက်လာတဲ့မက်စုံတပ်ဖူးရဲ့22နှစ်ပြည့်မွေးနေ့မင်္ဂလာမှာဒီနောက်နေ့ပေါင်းများစွာတိုင်အောင်မွေးနေ့ရက်ညက်လေးမှာပျော်ရွှင်ပါစေ။ကျရတဲ့ခင်မိုးနဲ့လည်းထာဝရပျော်ရွှင်စွာနဲ့နေထိုင်သွားနိုင်ပါစေလို့ချစ်ခင်မိုးမင်းခိုင်ရနေပြီးတော့မက်စုံတပ်ဖူးအတွက်ဆုမွန်ကောင်းလေးချွေးပေးထားပဲဖြစ်ပါတယ်။ Happy birthday ပါမက်စုံတပ်ဖူးရဲ့ကျရတဲ့ခင်မိုးဆုမွန်ကောင်းချွေးပေးထားတဲ့အတိုင်းပဲပြည့်စုံနိုင်ပါစေနော်။ကျော်စောရေဒီကနေ့စီစဉ်မှာပဲတတရားမြောက်အနေနဲ့ကြားရောက်လာတဲ့မွေးနေ့ရှင်တို့တင်ဆက်ပေးပါအောင်နော်ဟုတ်ကဲ့ပါဒီနေ့ February လ9ရက်နေ့မှာပဲနောက်ထပ်ကြားရောက်လာတဲ့မွေးနေ့ရှင်ကတော့မွေးနေ့ရှင်ညီလေးသူ့ဝင်ရဲ့73နှစ်ပြည့်မွေးနေ့မင်္ဂလာလေးပဲဖြစ်ပါတယ်စုပြေဟုတ်ကဲ့ပါရှင်မွေးနေ့ရှင်မောင်လေးအတွက်ကောဘသူတွေမြတ်ဘလိုမျိုးတောင်းစုလေးချွေးပေးထားလဲဆိုတော့အခုပဲနားဆင်ကြည့်ရအောင်နော်ဟုတ်ကဲ့ပါအခုပဲမွေးနေ့ရှင်နဲ့ပရိသတ်တွေသိရှိတောင်းလို့ကျွန်တော်အခုပဲတင်ဆက်ပေးလိုက်ပါပြီနော်ဒီနေ့ February လ9ရက်နေ့မှာပဲကြားခဲ့တဲ့ညီလေးသူ့ဝင်ရဲ့73နှစ်ပြည့်မွေးနေ့ရက်မြတ်မင်္ဂလာလေးကနေစတင်ပြီးတော့ဉာဏ်ပညာထူးချွန်ထက်မြက်ပြီးတော့တားလိုက်မာလေးတစ်ယောက်ဖြစ်ပါစေလို့ချစ်ရတဲ့မိမေကနေပြီးတော့မှညီလေးအတွက်ဆုမွန်အောင်တောင်းပေးထားပဲဖြစ်ပါတယ်ခင်ဗျ Happy birthday ပါညီလေးမွေးနေ့ရက်မြတ်လေးမှာပျော်ရွှင်နိုင်ပါစေနော် Yo, what's up? I hear it's your birthday, so this one's for you. You happy birthday to you, I said. Happy birthday to you, yo, happy birthday. Have a great day, and from now on, make sure no one misses with you. Yo, if did you call me? I'll deal
it down. Yeah. စုပြေဒီနေ့ February လ9ရက်နေ့မှာပဲကြောက်လာတယ်။ဝင်းနေရှင်လေးတူနောက်ထပ်ပြိသက်တွေသိရှိတောင်းလို့ပြပြပေးပါဦးခင်ဗျ။ ဟုတ်ကဲ့ပါရှင်ဒီကနေ့ February လ9ရက်နေ့မှာပဲကြာရောက်လာတဲ့သမီးငယ်လေးဖွေးဖွေးရဲ့3နှစ်ပြည့်မွေးနေ့မင်္ဂလာလို့မင်္ဂလာရှိစွာနဲ့တင်ဆက်ပေးကြပါရစေ။ ဟုတ်ကဲ့ပါသမီးလေးဖွေးဖွေးရဲ့3နှစ်ပြည့်မွေးနေ့မင်္ဂလာအတွက်ပေါ့နော်။ဘယ်သူတွေများဘယ်လိုမျိုးမင်္ဂလာရှိအစုံကောင်းလေးတောင်းချပေးထားလဲဆိုတော့စုပြေနေပြီးတော့ပြိသက်တွေသိရှိတောင်းလို့တင်ဆက်ပေးပါဦးနော်။ ဟုတ်ကဲ့ပါရှင်အရင်မဲ့ချစ်စရာကောင်းတဲ့သမီးငယ်လေးတွေအခုပဲတင်ဆက်ပေးလိုက်ပါပြီနော် Happy birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday to you. Happy birthday to you. Happy birthday to you. ဒီကနေ့ February လ9ရက်နေ့မှာပဲကြာရောက်လာတဲ့သမီးငယ်လေးဖွေးဖွေးရဲ့3နှစ်ပြည့်မွေးနေ့မင်္ဂလာမှာဒီနောက်နေ့ပေါင်းများစွာတိုင်အောင်ချရမိသားစုနဲ့အတူပျော်ရွှင်စွာနေထိုင်နိုင်ပါစေ။ကျမ်းမာချမ်းခိုင်ပြီးတော့ပညာတတ်ကြီးတူဖြစ်နိုင်ပါစေလို့ချရဖေဖေကိုနေလင်းအောင်ချရမေမေမတင်းသေးထိုက်တို့ကနေပြီးတော့သမီးငယ်လေးဖွေးဖွေးအတွက်စုမုံကောင်းလေးချွေးပေးထားပဲဖြစ်ပါတယ်။ Happy birthday ပါသမီးငယ်လေးချရမိသားစုဝင်လေးစုမုံကောင်းချွေးပေးထားတဲ့အတိုင်းပဲထူးချွန်ထက်မြက်တဲ့လိမ္မာရင်ကြီးတဲ့သမီးကောင်းရင်လေးတူဖြစ်နိုင်ပါစေနော်။ Happy birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday to you. Happy birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday to you. Happy birthday! ကျော်စောကြီးဒီတစ်ခါမှာရောဘယ်လိုမျိုးမင်္ဂလာရှိလာတဲ့မွေးနေ့ဆုတောင်းစကားတန်လို့နားဆင်ကြည့်အောင်ပါလဲ ဟုတ်ကဲ့ဒီနေ့မှာပဲကြောက်လာတဲ့မွေးနေ့ရှင်သမီးလေးသွန်းဆက်မြတ်တို့ရဲ့2နှစ်ပြည့်မွေးနေ့မင်္ဂလာလေးအတွက်တင်ဆက်ပေးခြင်းတာပဲဖြစ်ပါတယ်ခင်ဗျ။ ဟုတ်ကဲ့ပါရှင်နာမည်လှလှလေးနဲ့သမီးလေးအတွက်ကောဘယ်သူတွေကဘယ်လိုမျိုးတောင်းဆုချွေပေးထားလဲဆိုတော့အခုပဲနားဆင်ကြည့်အောင် ဟုတ် နော် ကဲ့ပါအခုပဲသမီးလေးအတွက်ပေါ့နော်တင်ဆက်ပေးလိုက်ပါပြီဗျ။ ဒီနေ့ February လ9ရက်နေ့မှာပဲကြာရောက်ခဲ့တဲ့သမီးလေးသွန်းဆက်မြတ်တို့ရဲ့နှစ်နှစ်ပြည့်မွေးနေ့မင်္ဂလာလေးကနေစတင်ပြီးတော့အမြဲတမ်းမိဘရဲ့အရေးအောက်မှာအေးချမ်းသားရစွာနဲ့နေထိုင်သွားနိုင်ပါစေလို့ချစ်ရတဲ့ဖေဖေနဲ့မေမေကနေပြီးတော့မှသမီးလေးအတွက်မွေးနေ့ဆုမွန်အောင်တောင်းပေးထားပဲဖြစ်ပါတယ်ခင်ဗျ Happy birthday ပါသမီးလေးမွေးနေ့ရက်မြတ်လေးမှာပျော်ရွှင်နိုင်ပါစေနော် Happy birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday to you. Happy birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday to you. စုပြေကျွန်တော်ကနေပြီးတော့မှသမီးလေးအတွက်ဆုမွန်ကောင်းတောင်းချွေပေးသွားပြီဆိုတော့စုပြေရောဒီတစ်ခါမှာဘယ်လိုမျိုးမင်္ဂလာရှိမွေးနေ့ဆုမွန်ကောင်းလေးတောင်းချွေပေးမှလဲခင်ဗျ ဒီကနေ့ February လ9ရက်နေ့မှာပဲကြာရောက်လာတဲ့တားလေးခန့်မင်းစင်လည်းရဲ့9နှစ်ပြည့်မွေးနေ့မင်္ဂလာလို့မင်္ဂလာရှိစွာနဲ့တင်ဆက်ပေးခြင်းပါတယ် ဟုတ်ကဲ့ပါညီလေးရဲ့9နှစ်ပြည့်မွေးနေ့မင်္ဂလာအတွက်ကိုဘယ်သူတွေများဘယ်လိုမျိုးမင်္ဂလာရှိလာတဲ့ဆုမွန်ကောင်းလေးတောင်းချွေပေးထားလဲဆိုတော့စုပြေအခုပဲတက်ဆက်ပေးပါအောင်နော် birthday, I get it in the worst way. It's my birthday, I get it in the worst way. It's my birthday, I get it it's my birthday. Happy birthday. I get it in, happy birthday. I get it in, happy birthday to you. It's a ဒီကနေ့
ဖေဖော်ဝါရီလ9ရက်နေ့မှာပဲကြားရောက်လာတဲ့တားလေးခန့်မင်းစင်လည်းရဲ့9နှစ်ပြည့်မွေးနေ့မင်္ဂလာမှာဒီနောက်နေ့ပေါင်းများစွာတိုင်အောင်တက်ရှိကျမ်းပါပါစေထူးချွန်ထက်မြက်တဲ့ပညာတတ်ကြီးဖြစ်ပါစေလို့ချဲရဖေဖေဦးအောင်စောမြင့်ချဲရမေမေဒေါ်တင်းတင်းအေးတို့ကနေပြီးတော့တားလေးအတွက်စုမုံကောင်းလေးချွေးပေးထားပဲဖြစ်ပါတယ် Happy birthday ပါတားလေးခန့်မင်းစင်လည်းရဲ့ချဲရဖေဖေနဲ့မေမေစုမုံကောင်းတောင်းထားပေးတဲ့အတိုင်းပဲအနာဂတ်မှာထုံးလင်းတောက်ပလာမယ်ကျဲလေးတစ်ဝင်းဖြစ်နိုင်ပါစေနော် Happy birthday to you. Happy birthday to you. Happy birthday to you, my friend. Happy birthday to you. Happy, 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 happy birthday. Happy, 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 happy birthday, my friend. Tell us what you want and then shout out your name. Close your eyes for a surprise. We'll play a funny game. Put one hand on your hip and one hand on your nose. Then wiggle your butt like gummy bear, 'cause that's how it goes. Happy birthday to you. Happy birthday to you. Happy birthday to you, my friend. Happy birthday to you. ကျော်စောရီဒီကနေ့စီစဉ်မှာပဲထပ်မံပြီးတော့ကြားရောက်လာတဲ့မွေးနေ့ရှင်လို့လည်းကြားသိချင်ပါတယ် ဒီနေ့ဖေဖော်ဝါရီ9ရက်နေ့မှာပဲကြားရောက်လာတဲ့မွေးနေ့ရှင်ကတော့မွေးနေ့ရှင်ကိုအတာနောင်ရဲ့23နှစ်ပြည့်မွေးနေ့မင်္ဂလာလေးပဲဖြစ်ပါတယ်စုပြေ ဟုတ်ကဲ့ပါရှင်ကိုအတာနောင်တက်ကောဘသူတွေကများဘယ်လိုမျိုးတောင်းစုလေးချွေးပေးထားလဲဆိုတာအခုပဲနားဆင်ကြည့်ရအောင်နော် ဟုတ်ကဲ့ပါအခုပဲအကိုအတွက်မင်္ဂလာရှိစွာနဲ့တင်ဆက်ပေးလိုက်ပါပြီနော် ဒီနေ့မှာပဲမွေးနေ့ရက်မြတ်လေးကြားရောက်ခဲ့တဲ့မွေးနေ့ရှင်ကိုအတာနောင်ရဲ့23နှစ်ပြည့်မွေးနေ့ရက်မြတ်မင်္ဂလာလေးကနေစတင်ပြီးတော့နောက်နှစ်ပေါင်း120တိုင်အောင်ဆန္ဒနဲ့ဘဝတက်ထက်တဲ့ကြပါစေချစ်သူအပေါ်မှာလေးသစ္စာရှိရှိနဲ့ချစ်နိုင်ပါစေလို့ချစ်ရတဲ့ချစ်သူမတ်ဆုလက်မွားနေပြီးတော့မှအကိုအတွက်မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားပဲဖြစ်ပါတယ်ခင်ဗျ Happy birthday ပါအကိုကြီးအမဆုမွန်ကောင်းတောင်းထားပြီးတဲ့အတိုင်းပဲမွေးနေ့လေးမှာပျော်ရွှင်နိုင်ပါစေနော် စုပြေဒီနေ့ဖေဖော်ဝါရီလ9ရက်နေ့မှာပဲနောက်ထပ်ထပ်မံကြားရောက်လာမယ့်မွေးနေ့ရှင်လေးကိုစုပြေကနေပြီးတော့မှတင်ဆက်ပေးပါဦးခင်ဗျ ဒီကနေ့မှာပဲကြားရောက်လာတဲ့သမီးငယ်လေးနှင်းပွင့်ဖြူရဲ့တစ်နှစ်ပြည့်မွေးနေ့မင်္ဂလာလေးကိုမင်္ဂလာရှိစွာနဲ့တင်ဆက်ပေးကြပါတယ် ဟုတ်ကဲ့ပါနာမည်လေးအရန်လာတဲ့သမီးလေးနှင်းပွင့်ဖြူအတွက်ပေါ့နော်ဘယ်သူရများဘယ်လိုမျိုးမင်္ဂလာရှိလာတဲ့စုမုံကောင်းစကားလေးတွေတောင်းချွေးပေးထားလဲဆိုတာစုပြေသမီးလေးနဲ့ပရိသတ်တွေသိရှိတောင်းလို့တင်ဆက်ပေးပါအောင်နော် ဟုတ်ကဲ့ပါရှင်အခုပဲတင်ဆက်ပေးလိုက်ပါပြီနော် Happy birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday. ဒီကနေ့ဖေဖော်ဝါရီလ9ရက်နေ့မှာပဲကြားရောက်လာတဲ့သမီးငယ်လေးနှင်းပွင့်ဖြူရဲ့တစ်နှစ်ပြည့်မွေးနေ့မင်္ဂလာမှာဒီနောက်နေ့ပေါင်းများစွာတိုင်အောင်နှစ်တရာမကတက်ရှိကျမ်းပါပါစေထူးချွန်လှပတဲ့ဘဝလေးကိုလည်းပိုင်ဆိုင်နိုင်ပါစေလို့ချစ်ရတဲ့မိသားစုဝင်တွေအားလုံးကနေပြီးတော့သမီးငယ်လေးတွေတောင်းစုလေးချွေးပေးထားပဲဖြစ်ပါတယ် Happy birthday ပါသမီးငယ်လေးနှင်းပွင့်ဖြူရဲ့ချစ်ရတဲ့မိသားစုဝင်တွေတောင်းစုချွေးပေးထားတဲ့အတိုင်းပဲထူးချွန်ထက်မြက်တဲ့ပညာတတ်လူလိမ္မာလေးဖြစ်နိုင်ပါစေနော် Happy birthday to you. Happy birthday to you. Happy birthday, happy birthday. Happy birthday to you.
စောရီဒီကနေ့စီစဉ်မှာပဲထပ်မံပြီးတော့ကြားရောက်လာတဲ့မွေးနေ့ရှင်လို့လည်းကြားသိချင်ပါတယ် ဟုတ်ကဲ့ဒီနေ့ February 9ရက်နေ့မှာပဲနောက်ထပ်ကြားရောက်လာတဲ့မွေးနေ့ရှင်ကတော့မွေးနေ့ရှင်အကိုတေစာရဲ့မွေးနေ့ရက်မြတ်မင်္ဂလာလေးပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါရှင်မွေးနေ့ရှင်ကိုတေစာအတွက်ကောဘသူတွေကဘယ်လိုမျိုးတောင်းဆုချွေပေးထားလဲဆိုတော့အခုပဲမင်္ဂလာရှိစွာနဲ့နားဆင်ကြည့်ချင်ပါတယ် ဟုတ်ကဲ့ပါမွေးနေ့ရှင်အကိုအတွက်ကောကြည့်ရှုနေကြတဲ့ပရိသတ်တွေအားလုံးအတွက်ပါအခုပဲတင်ဆက်ပေးလိုက်ပါပြီနော် ဒီနေ့ February 9ရက်နေ့မှာပဲမွေးနေ့ရက်မြတ်မင်္ဂလာလေးကြားရောက်လာတယ်။မွေးနေ့ရှင်ကိုတေစာရဲ့34နှစ်ပြည့်မွေးနေ့ရက်မြတ်မင်္ဂလာလေးကနေစတင်ပြီးတော့ချစ်ရတဲ့မိသားစုနဲ့အတူပျော်ရွှင်စွာနေထိုင်သွားနိုင်ပါစေလို့ချစ်စနီးမဲ့အေးခိုင်ရနေပြီးတော့မှအကိုအတွက်မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားပဲဖြစ်ပါတယ်ခင်ဗျ။ Happy birthday ပါအကိုကြီးမွေးနေ့ရက်မြတ်မင်္ဂလာလေးမှာပျော်ရွှင်နိုင်ပါစေနော်။စုပြေဒီနေ့ February 9ရက်နေ့မှာပဲနောက်ထပ်ကြောက်လာတဲ့မွေးနေ့ရှင်လေးကိုစုပြေကနေပြီးတော့ပရိသတ်တွေသိရှိသွားအောင်လို့တင်ဆက်ပေးပါအောင်နော်ဒီကနေ့ February 9ရက်နေ့မှာကြားရောက်လာတဲ့မောင်လေးပြည့်ရှားထက်နေထက်ရဲ့19နှစ်ပြည့်မွေးနေ့မင်္ဂလာလို့မင်္ဂလာရှိစွာနဲ့တင်ဆက်ပေးကြပါတယ်ဟုတ်ကဲ့ပါစုပြေဒီလေးအတွက်ပေါ့နော်ဘယ်သူရမြတ်ဘယ်လိုမျိုးမင်္ဂလာရှိလိုက်စုမုံကောင်းလေးတောင်းချပေးထားလဲဆိုတော့အခုပဲတင်ဆက်ပေးပါအောင်နော်ဟုတ်ကဲ့ပါရှင်မောင်လေးနဲ့မောင်လေးရဲ့မိသားစုဝင်တွေအားလုံးနားဆင်နိုင်မှုအတွက်စုပြေတင်ဆက်ပေးလိုက်ပါပြီနော်ဒီကနေ့ February 9ရက်နေ့မှာပဲကြားရောက်လာတဲ့မောင်လေးပြည့်ရှားတဲ့နေထက်ရဲ့19နှစ်ပြည့်မွေးနေ့မင်္ဂလာမှာဒီနောက်နေ့ပေါင်းများစွာတိုင်အောင်ဘဝရဲ့ရည်မှန်းချက်တွေအောင်မြင်နိုင်ပါစေဖြစ်ချင်တာလည်းဖြစ်ခွင့်ရပါစေလို့ချစ်ရတဲ့တငယ်ချင်းထထကနေပြီးတော့မောင်လေးနေထွက်တဲ့ဆုမွန်ကောင်းလေးကြွေးပေးထားပဲဖြစ်ပါတယ် Happy birthday ပါမောင်လေးရေတငယ်ချင်းဆုတောင်းပေးထားတဲ့အတိုင်းပဲပြည့်စုံနိုင်ပါစေနော် Happy birthday to you Happy birthday to you Happy birthday, dear Saturday Job. Happy birthday to you. Happy birthday to you. Happy birthday to you. Happy birthday, dear Saturday Job. Happy birthday to you. ကျော်စောကြီးဒီတစ်ခါမှာပဲထပ်မံပြီးတော့ကြားရောက်လာတဲ့မွေးနေ့ရှင်လို့လည်းကျော်စောတင်ဆက်ပေးပါအောင်နော်ဟုတ်ကဲ့ကျွန်တော်ဒီတင်ဆက်ပေးချင်တာတော့ February 9ရက်နေ့မှာကြားရောက်ခဲ့ပြီးဖြစ်တဲ့မွေးနေ့ရှင်မီလီရဲ့မွေးနေ့ရက်မြတ်မင်္ဂလာလေးကိုတင်ဆက်ပေးချင်တာပဲဖြစ်ပါတယ်စုပြေဟုတ်ကဲ့ပါရှင်မွေးနေ့ရှင်မီလီအတွက်ကောဘသူတွေကတောင်းဆုချွေပေးထားလဲဆိုတော့ကျော်စောကပဲတင်ဆက်ပေးပါအောင်နော်ဟုတ်ကဲ့ပါအခုပဲမင်္ဂလာရှိဆောင်နဲ့တင်ဆက်ပေးလိုက်ပါပြီနော် Happy birthday to you. Happy birthday just for you. Happy birthday, happy birthday to you. Happy birthday, happy birthday. Just a day, just another. February 9ရက်နေ့မှာမွေးနေ့ရက်မြတ်မင်္ဂလာလေးကြားရောက်ခဲ့ပြီးဖြစ်တဲ့မွေးနေ့ရှင်မီလီရဲ့မွေးနေ့ရက်မြတ်မင်္ဂလာလေးကနေစတင်ပြီးတော့စန္ဒာနဲ့ဘဝတစ်ထပ်တည်းချနိုင်ပါစေပျော်ရွှင်နိုင်ပါစေလို့ချစ်ရတဲ့တငယ်ချင်းကနေပြီးတော့မှတငယ်ချင်းမီလီအတွက်ဆုမွန်ကောင်းတောင်းပေးထားပဲဖြစ်ပါတယ်ခင်ဗျ Happy birthday ပါမီလီမွေးနေ့ရက်မြတ်လေးမှာပျော်ရွှင်နိုင်ပါစေနော် And one, and a two, and a 1, 2, 3, 4. Happy birthday to you. Happy birthday to you. Happy birthday, dear. Happy birthday to you. To you. စုပြေဒီတစ်ခါမှာဘယ်လိုမျိုးမင်္ဂလာရှိလာတဲ့မွေးနေ့ဆုမွန်ကောင်းလေးကိုတောင်းချပေးမှလဲခင်ဗျဟုတ်ကဲ့ပါရှင် February 6ရက်နေ့မှာကြားရောက်ခဲ့တဲ့မွေးနေ့ရှင်မတ်ထက်ထက်တင်ရဲ့မွေးနေ့လေးကိုမင်္ဂလာရှိစွာနဲ့တင်ဆက်ပေးချင်ပါတယ်ဟုတ်ကဲ့ပါမွေးနေ့ရှင်အမအတွက်ပေါ့နော်ဘယ်သူတွေကများဘယ်လိုမျိုးမင်္ဂလာရှိလာတဲ့ဆုမွန်ကောင်းလေးတောင်းချပေးထားလဲဆိုတော့စုပြေအခုပဲတင်ဆက်ပေးပါအောင်နော်ဟုတ်ကဲ့ပါရှင်မတ်ထက်ထက်တင်တို့အခုပဲမင်္ဂလာရှိစွာနဲ့တင်ဆက်ပေးလိုက်ပါပြီနော် I get it in
ရီလ6ရက်နေ့မှာကြာရောက်ခဲ့တဲ့မက်ထက်ထက်တင်ရဲ့မွေးနေ့မင်္ဂလာမှာဒီနောက်နေ့ပေါင်းများစွာတိုင်အောင်နေ့ရက်တိုင်းမှာချစ်ရတဲ့မိသားစုတွေနဲ့အတူပျော်ရွှင်နိုင်ပါစေအကောင်းအဆိုးဝေဖန်ပိုင်းခြားနိုင်တဲ့သူလေးတဦးဖြစ်ပါစေလို့ချစ်ရတဲ့မိသားစုနဲ့တငယ်ချင်းတွေအားလုံးကနေပြီးတော့မက်ထက်ထက်တင်အတွက်တောင်းစုလေးချွေးပေးထားပဲဖြစ်ပါတယ် Happy birthday ပါမက်ထက်ထက်တင်ရဲ့ချစ်ရတဲ့မိသားစုနဲ့တငယ်ချင်းတွေစုမုံအောင်တောင်းထားပေးတဲ့အတိုင်းပဲရေမန်းချက်တွေအောင်မြင်နိုင်ပါစေနော် Happy birthday to you. Happy birthday. Happy birthday to you. Happy birthday to you. Happy birthday to you. Happy birthday. Happy birthday to you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 . And many more. ကျော်စောဒီကနေ့စီစဉ်မှာပဲထပ်မံပြီးတော့ကြားရောက်လာတဲ့မွေးနေ့ရှင်တို့လည်းတင်ဆက်ပေးပါအောင်နော် ဟုတ်ကဲ့ဒီနေ့ February လ9ရက်နေ့မှာပဲနောက်ထပ်ကြားရောက်လာတဲ့မွေးနေ့ရှင်ကတော့မွေးနေ့ရှင်မင်းသူရဲ့မွေးနေ့ရက်မြတ်မင်္ဂလာလေးပဲဖြစ်ပါတယ်စုပြေဟုတ်ကဲ့ပါရှင်မွေးနေ့ရှင်အတွက်မွေးနေ့ဆုတောင်းစကားတန်လေးတို့အခုပဲမင်္ဂလာရှိစွာနဲ့နားဆင်ကြည့်ရအောင်နော် ဒီနေ့ February လ9ရက်နေ့မှာပဲကြာခဲ့တဲ့မွေးနေ့ရှင်မင်းသူရဲ့မွေးနေ့ရက်မြတ်မင်္ဂလာလေးကနေစတင်ပြီးတော့ချစ်ရတဲ့မိသားစုဝင်တွေနဲ့အတူနေထိုင်သွားနိုင်ပါစေလို့ချစ်ရတဲ့မိသားစုဝင်တွေကနေပြီးတော့မှမွေးနေ့ဆုမွန်ကောင်းတောင်းပေးထားပဲဖြစ်ပါတယ်ခင်ဗျ Happy birthday ပါမွေးနေ့ရှင်မွေးနေ့ရက်မြတ်လေးမှာပျော်ရွှင်နိုင်ပါစေနော် စုပြေကျွန်တော်တို့ဒီနေ့ February လ9ရက်နေ့အတွက်ပေါ့နော်မွေးနေ့ရှင်လေးတွေတင်ဆက်ပေးခဲ့တာဆိုရင်တော့ဒီတစ်ခါမှာနောက်ဆုံးမွေးနေ့ရှင်လေးအလှည့်ကိုတင်ဆက်ပေးရမယ်အလှည့်လေးကိုရရှိလို့လာပါပြီခင်ဗျနောက်ဆုံးမွေးနေ့ရှင်လေးကဘယ်သူတွေများဖြစ်မလဲဆိုတော့စုပြေအခုပဲတင်ဆက်ပေးပါအောင်နော်ဒီကနေ့ February လ9ရက်နေ့မှာပဲကြားရောက်လာတဲ့မောင်လေးဆွေမြင့်ထက်ရဲ့20နှစ်ပြည့်မွေးနေ့မင်္ဂလာလို့မင်္ဂလာရှိစွာနဲ့တင်ဆက်ပေးကြပါတယ်ဟုတ်ကဲ့ပါညီလေးအတွက်ဘယ်သူတွေကများဘယ်လိုမျိုးမင်္ဂလာရှိလာတဲ့စုမွန်ကောင်းလေးတောင်းချွေပေးထားလဲဆိုတော့စုပြေအခုပဲတင်ဆက်ပေးပါအောင်နော်ဟုတ်ကဲ့ပါရှင်ကျော်စောပရိသတ်ကြီးနဲ့တူနားဆင်ကြည့်လိုက်ပါအောင်နော်ဟုတ်ကဲ့ပါဒီကနေ့ February လ9ရက်နေ့မှာပဲကြားရောက်လာတဲ့မောင်လေးဆွေမြင့်ထက်ရဲ့20နှစ်ပြည့်မွေးနေ့မင်္ဂလာမှာဒီနောက်နေ့ပေါင်းများစွာတိုင်အောင်တငယ်ချင်းကောင်းများနဲ့တွေ့ဆုံပြီးတော့ဘဝရဲ့တိုးတက်အောင်မြင်မှုများစွာကိုရရှိပိုင်ဆိုင်နိုင်ပါစေလို့ချစ်တငယ်ချင်းဖြိုးဝေအောင်ကနေပြီးတော့မောင်လေးဆွေမြင့်ထက်အတွက်တောင်းစုလေးချွေးပေးထားပဲဖြစ်ပါတယ် Happy birthday ပါမောင်လေးရေတငယ်ချင်းဆုတောင်းပေးထားတဲ့အတိုင်းပဲပြည့်စုံနိုင်ပါစေနော် H A P P Y H A P P Y H A P P Y Happy birthday Happy birthday Happy birthday to you Happy birthday to youဒီကနေ့ February လ9ရက်နေ့မှာကြာရောက်လာတဲ့မွေးနေ့ရှင်များအားလုံးနဲ့ဒီ season လေးကိုစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲချဲ့ရမိသားစုနဲ့အတူပျော်ရွှင်စွာနေထိုင်သွားနိုင်ပြီးတော့လူရဆန္ဒမှန်သမျှပြေဝနိုင်ပါစေလို့ဆုမွန်ကောင်းလေးချွေးပေးလိုက်ပါရနော်ဟုတ်ကဲ့ပါဒီနေ့ February လ9ရက်နေ့မှာကြာခဲ့တဲ့မွေးနေ့ရှင်များအားလုံးနဲ့ကျွန်တော်တို့ရဲ့မမတ်ရဒေးလလအစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းတွေနဲ့ရရှိပိုင်ဆိုင်နိုင်ပါစေ။နေ့ရက်တိုင်းနဲ့တာယာပျော်ရွှင်စွာနဲ့ဖြတ်သန်းသွားနိုင်ပါစေလို့ကျွန်တော်တို့ရဲ့မမတ်ရဒေးလလအဖွဲ့သားများရဲ့ကိုယ်စားကျွန်တော်ကနေပြီးတော့မှမွေးနေ့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ရပါတယ်ခင်ဗျ။
စုပြေဒီနေ့ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုပြည်သက်တွေတော်တော်များများလည်းရင်းနှီးနေပြီလို့ထင်ပါတယ်ခင်ဗျ2014 August လ1ရက်နေ့ကနေပြီးတော့မှစတင်ထုတ်လွှင့်ခဲ့တာဆိုရင်ပြည်သက်တွေလည်းကိုပါဝင်တောင်းစုပြုလို့ရရမှာပါဝင်နိုင်မှုအတွက်ကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုတိုးချဲ့ပြီးတော့မှထုတ်လွှင့်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်ခင်ဗျပြည်သက်တွေလည်းပါဝင်ခြင်းပါတယ်ဆိုရင်တော့တောင်းဆိုရမယ့်အရက်တလားစောပြီးတော့ဓာတ်ပုံ3ပုံကနေ5ပုံထိပေးပို့ပြီးတော့တောင်းဆိုနိုင်တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်စုပြည့်ရဒီစီစဉ်လေးမှာပါဝင်ခြင်းနေဆိုရင်တော့တောင်းစုပြုခြင်းသူရဲ့နာမည်တောင်းဆိုပေးဖို့သူရဲ့နာမည်နဲ့တောင်းစုပြုခြင်းနဲ့အမှတ်တရနေ့ရဲ့အတိအကျလေးတွေကို Viber ဖုန်းနံပါတ်300ကို0883366239999663988ဒါမှမဟုတ်ရင်တော့ email mwd.digitaltv@gmail.com ပေးပို့ပြီးတော့အမှတ်တရနေ့ရက်လေးကိုဖန်တီးနိုင်ပါပြီနော်အကယ်၍မိမိပါဝင်ခြင်းတဲ့ရက်ကအောက်တိုဘာလ9ရက်နေ့ဆိုပါစို့ဒါဆိုရင်တော့စက်တင်ဘာလ9ရက်နေ့ထက်နောက်မကျဘဲနဲ့ပေးပို့ပြီးတော့တောင်းဆိုမှာပဲဖြစ်ပါတယ်စုပြေပြည်သက်တွေအတိပေးချင်တာတစ်ခုရှိပါတယ်ခင်ဗျဒါပါလဲဆိုရင်တော့ကျွန်တော်တို့ရဲ့အစီအစဉ်မှာပေးပို့တဲ့ salary ထဲမှာဆိုလို့ရှိရင်တော့အချက်လက်မပြည့်စုံတဲ့ salary ကိုကျွန်တော်တို့ဘက်ကနေပြီးတော့မှထည့်သွင်းဖော်ပြပေးသွားမှာမဟုတ်တဲ့အကြောင်းယူတည်လေးစားစွာနဲ့အတိပေးအကြောင်းကြားအပ်ပါတယ်ခင်ဗျကဲဒါဆိုရင်တော့ပြည်သက်များအားလုံးအတွက်မမရရဒိတ်လာလာ